Hello guys, welcome back. Masuro di video လေးကနေပြီးတော့ဒီနေ့အတွက်သင်ရမယ့်စကားလုံးလေးကတော့ကကြီးကထများတယ်လောကကန်ရတာအတွင်းကြဲမရှိဘူးစိတ်မပြေဘူးပေါ့နော်လောကကန်ရတာ like government office တွေဘာတွေမှာဆိုလို့ရှိရင်သူတို့ကအရန်နှေးတယ်ပေါ့နော်နှေးပြီးတော့ထိရောက်တွင်ကြဲမရှိဘူးကကြီးကထများတယ်ပေါ့နော်အဲ့ဒီစကားလုံးကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအဲ့ဒါကတော့ cumbersome လို့ခေါ်ပါတယ်အဲ့ဒါကို cumbersome လို့ခေါ်တယ်နော် cucumber မဟုတ်ဘူးနော် cucumber မဟုတ်ဘူး it looks like cucumber but it is not cucumber okay cumbersome you can use as an adjective or as a noun so please keep that in mind okay cumbersome okay say it again cumbersome very good So, cumbersome means very difficult to do and not effective and efficient. Okay? မြန်မာလိုဆိုရင်တော့ထိရောက်သုံးချလို့မရတော့အဆင်မပြေတော့ခက်ခဲဖြစ်နေတော့ကိကထများတော့ပေါ့နော် So, using physical cash is cumbersome and I rather use mobile banking. ဒီလိုမျိုးဒီပတ်စံပေါ့နော်ဒီလိုမျိုးကင်လို့ရတဲ့ပတ်စံတွေအသုံးပြုရတာတဲ့ cumbersome ဖြစ်တယ်တဲ့ရန်အောင်မှကိကထများတယ်ပေါ့နော်ဒီလိုမျိုး mobile banking KPay တို့ဘာလို့ကပဲသုံးရတာပိုကြိုက်တယ်ပေါ့နော်အဲ့ဒါပို့ပြီးတော့ much more efficient and effective than using that really cumbersome cash okay and carrying a luggage is more cumbersome than carrying a backpack luggage တွေရတာကပို့ပြီးတော့ခက်ခဲတယ်ကကြီးကထများတယ် than carrying a backpack ကြော်ဖို့အိတ်ကလေးလိုရတာထက် luggage ကြီးတရတာပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်စင်သိမ့်မပြေဘူးပေါ့ And another example is traditional rote learning is cumbersome comparing to modern experiential learning ကျမတို့ရှေ့ရိုးဆွဲဖြစ်တဲ့ဒီလိုမျိုးနှုတ်တိုက်ကြက်တဲ့လေးလာနည်းစနစ်ကအခု modern experiential learning ထပ်ပို့ပြီးတော့အများစွာခက်ခဲတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အရင်ခေတ်ကကျမတို့အသိအလဲကျက်တူတွေလိုမျိုးစာကြရတယ်။ဒါပေမဲ့အခုခေတ်မှာကျတော့ကျမတို့စာကြက်စရာမလိုတော့ဘူး။ကျမတို့လက်တွေ့တွေလုပ်ရတယ်။ experiments တရားမှာတဆင့်သင်ယူတဲ့နည်းစနစ်ကိုအသုံးပြုကြတယ်ပေါ့နော်။အဲ့ဒီလိုမျိုးနည်းစနစ်ကပို့ပြီးတော့ much more efficient comparing to the other way of learning which is rote learning or parrot learning or memorization. I think memorization is really less effective and cumbersome. Okay, so memorization really cumbersome. Yeah. And another example is I like using computers. Using typewriter is cumbersome. Computers သုံးရတာကိုကြိုက်တယ်တဲ့။ဘာကြောင့်လဲဆိုတော့ typewriters လက်နှိပ်စက်တွေသုံးရတာတကယ်ကိုမှ cumbersome ဖြစ်တယ်။အဆင်မပြေဘူးပေါ့နော်။အရန်ကိုမှis like ကိကထများတယ်ပေါ့နော်ခက်ခဲတယ်ပေါ့အဲ့တော့ကျမတို့ cumbersome ဆိုတဲ့စကားလုံးလေးကိုဒီဗီဒီယိုလေးကနေပြီးတော့သဘောပေါက်သွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အဲ့ဒီတော့သဘောပေါက်သွားတယ်ဆိုလို့ရှိရင် cumbersome ကို adjective အနေနဲ့အသုံးပြုပြီးတော့ comment မှာစာကြောင်းနဲ့တစ်ကြောင်းလောက်ရေးသွားပေးကြပါ and we will see you next time. Ta-ta.